အခုမှလက်ဝဲတင်တန်းစတက်မှာမလို့လေဘောက်စကလလေးပြပေးပါအောင်ရှင်ဘောက်စင်ဆော့ပါလားယူရလက်ဝဲဆော့မှာဆော့တာကတော့ဘောက်စင်ဆော့မှာဒါပေမဲ့ဘောက်စင်လက်ဝဲအိတ်နဲ့ရိုးရလက်ဝဲအိတ်ကကွာသေးရလားပြီးတော့ဘယ်လိုကွာရလဲတစ်ချက်လောက်ရှင်းပြပေးပါဦးရှင်ဟောတော့ဘောက်စင်လက်ဝဲအိတ်နဲ့မွေထိုင်းတို့ယူရလက်ဝဲတို့မှာသုံးတဲ့လက်ဝဲအိတ်ကကွာတယ်ပြပြီဒီမှာ brand 2မျိုးရှိတယ်2မျိုး3မျိုးရှိတယ်ဂျင်းပိုင်ကိုအရင်ပြရမယ်ဂျင်းပိုင် brand တွေကဆိုလို့ရှိရင်ဒါဘောက်စင်လက်အိတ်ဘောက်စင်လက်အိတ်ကလက်ခုံထဲမှာပို့ပြီးရှည်ရှည်လေးတွေပြီးတော့ပတ်တင်ကဒီလက်ဟိုအစအဆုံးအထူကြီးလာလက်မောက်လက်ကိုကာကွယ်ပေးဖို့အတွက်သုံးထားတယ်သူကထိုးဖို့တစ်မျိုးတည်းကိုသုံးထားတဲ့အတွက်ကိုလက်ကောက်ဝတ်တွေပါတွေကတိတ်ပြီးတော့လှုပ်ရှားတာမလဲဘူးဟိုပတ်တင်ကလည်းပိုကောင်းတယ်ဟောဒါရွက်လေးပုံစံလုံးလုံးလေးလာတယ်ပြီးတော့ဂျင်းပိုင်ထဲမှာငွေထိုင်းပုံစံရိုးရလက်ဝဲပုံစံဒီလိုမျိုးလေးတွေလာတယ်ဒီကောင်ကတော့သုံးရတာဘာကွာလဲဆိုတော့တူတူပဲဒါပတ်တင်ကနည်းနည်းလေးပို့မာတယ်ပြီးရင်သူကမှဖမ်းလို့ပြုလို့ပို့လွယ်တဲ့ပုံစံလာတယ်လက်ကောက်ဝက်ကလည်းဒီမှာချိုးလို့ပြုလို့လွယ်တဲ့ပုံစံလောက်ထားတယ်ဒီကအဖျားလေးကနည်းနည်းလေးတူဒီပုံစံနော်ပုံစံလေးကတူတယ်ထင်ရပေမဲ့နည်းနည်းလေးကိုဒါဂျင်းပိုင်မှာတော့2မျိုးထုတ်ထားတယ်ဒီလို2မျိုးပုံစံ2မျိုးလာရနော်ဒီပုံစံ2မျိုးလာပြီးတော့ last stand မှာလည်းရှိတယ် last stand မှာဆိုဒီကောင်ဆိုရင်ဒါကရွက်လက်ဝဲတို့မွေထိုင်းတို့မှာတုံးတဲ့ပုံစံလေးဒီပုံစံလာတယ်ဒီမှာကြည့်လက်ကောက်ဝက်ကဒီမှာချိုးပြလို့လွယ်တယ်ဒီမှာဒီနေရာမှာပေါ့ပါခံပြီးသားတယ်ကန်ကာလို့ရအောင်ပြီးခံတဲ့ရှေ့အောက်တွေလက်တွေကိုဖမ်းလို့ရအောင်လို့ဒီပုံစံလေးလာဒီကောင်ကတော့ last stand ထဲမှာဒီကောင်တစ်လုံးပဲကြံတဲ့ကောင်ဒါတော့ဘောက်ဆင်လက်တိတာတယ်ဒီမှာလုံးလေးလက်ကောက်ဝက်ကချိုးလို့ပြလို့တိတ်မလွယ်ဘူးဒီမှာတိတာပတ်တင်ကိုကြည့်ရနေတယ်တိတယ်ဒီမှာရှည်တယ်ဒီကောင်ကဘောက်ဆင်လက်ဒီကောင်ကမွေထိုင်းတို့ရွက်လက်ဝဲတို့တုံးတဲ့လက်နောက်ရှိသေးတယ် ever let ဆရာနောက်တစ်မျိုးရှိသေးတယ်ဒီကောင်ကတော့မျိုးလုံးသုံးလို့အဆင်ပြေမဲ့ကောင်လေးဒီကောင်ကတော့လက်ဝဲကဒီလိုကိုဖန်းလက်အိတ်လိုကောင်းတယ်အဲ့ပြဒီကောင်ကဖမ်းလို့ပြုလို့ကပိုလွယ်တယ်ကာလို့လည်းရမယ်ကိုယ့်ရဲ့ခြေထောက်တွေပါတွေဖမ်းလို့ကလည်းပိုလွယ်မယ်ပြီးရင်ဒီမှာကာဖို့အတွက်ကိုဒီမှာတက်လုပ်ပေးထားတယ်လက်ပြီးစုပ်ပြီးထိုးဖို့လည်းပတ်တင်ကလည်းထူတယ်ဒီထိလာဒီလက်ဖျားအထိကိုပတ်တင်အထူကြီးသုံးပေးထားတယ်လက်မကလည်းထိုးသုံးပေးထားတယ်ဒီမှာလက်တီစုပ်ပြီးထိုးမယ်ဆိုရင်လည်းအဆင်ပြေတယ်ဖမ်းဖို့ပြုဖို့လည်းလွယ်တဲ့ပုံစံလုပ်ပေးထားတယ်ဒီကောင်လေးကတော့2သိန်းဝန်းကျင်ကောင်လေးဒါလေးရှိမှာနော်ဟုတ်ကဲ့အဲ့ဒါဆိုရင်လေနောက်ဆုံးပြခဲ့ Everlast တွေကိုဝေ့ကြည့်လို့ရမှာဆရာရပြပါဆရာဟုတ်ကဲ့ဒါဆိုရင်ဒါလေးပဲယူလိုက်မယ်နော်ဒါလေးသိပြပါမယ်ဆရာEverlast လေးက3,9500ဒါလေးကတော့တော်အဆင်ပြေဒါနဲ့လေကိုအင်းနဲ့ညီချင်းရောဘယ်လိုလဲအိမ်မျိုးသုံးအောင်မလဲရှင်